တန်းကျွဲတဲ့တူရဲ့ဖျားလာနေတဲ့သမီးလေးရဲ့အသက်ကိုကယ်ဖို့အိမ်တော်လေးတယောက်ကသူ့အသက်ကိုယဉ်ပြီးစွန့်စားခဲ့တယ်။ပြီးတော့ဖြစ်သွားတာကဘယ်သူမှမထင်ထားခဲ့ဘူးလေ။ဘာလို့လဲဆိုတော့ဒီကဘာကြီးကမြင်ရသလောက်မဟုတ်လို့ပဲ။ဇလန်းပြည့်စုံကိုသိကျင်နေဆိုရင်တော့ဗီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။မိတ်ဆွေတို့ဒါကတာစီမြို့မှာဖြစ်ရမှန်ဇလန်းလေးတစ်ခုပါ။တန်းကျွဲတဲ့စုံဦးတီထွင်သူဦးအောင်တန်းကသူဇနီးဒေါ်ခင်မေနဲ့တိုးတဲသောသမီးလေးမက်ခင်ကလျာတို့နဲ့တူနေထိုင်ခဲ့ပါတယ်။ဦးအောင်တန်းကတာစီမြို့မှာနာမည်ကြီးတဲ့အထည်လေးလုပ်ငန်းရှင်တယောက်ပါ။စက်ရုံအများကြီးပိုင်ပြီးလူပေါင်းရာချီကိုအလုပ်ပေးထားသူပါ။လူတိုင်းကသူ့ကိုဆရာအောင်တန်းလို့ခေါ်ပြီးလေးစားကြပါတယ်။ဒါပေမဲ့မိတ်ဆွေတို့ကိုနဲ့အရာအလုံးရှိနေပြီလို့ထင်နေတဲ့အချိန်မှာပဲဘဝရဲ့အကြီးမားဆုံးဆန်းသတ်မှုကရောက်လာတတ်ပါတယ်။ဦးအောင်တန်းမှာကငွေရှိတယ်၊နာမည်ရှိတယ်၊ကြော်စုံမှုရှိတယ်။လူရာတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ငြိမ့်သက်ခြင်းပဲ။ဘာလို့လဲဆိုတော့သူသမီးလေးမေခင်ကလေးအားဖျားနာနေလို့ပါ။မကြသေးမီတော့ကကောလိပ်ပြီးကစားအသက်23နှစ်ရွယ်မေခင်ကလေးအားလေးဟာအိမ်ရဲ့အလင်းရောင်လေးပါ။ဒါပေမဲ့လာနေငယ်ကြတာတော့သူ့မျက်နှာလေးကမှိမ့်မိန်လာခဲ့ပါတယ်။ဆရာဝန်တွေစစ်စစ်ချက်ပြီးသူသမီးရဲ့ကြောက်ကနှစ်ခုစလုံးပျက်စီးသွားပြီလို့ပြောလိုက်တဲ့အခါမှာဒေါ်မေခင်မျက်လုံးကနေအော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဦးအောင်တန်းရဲ့ခြေတွေအောက်ကမြေကြီးကလည်းပြုတ်ကျသွားသလိုခံစားလိုက်ရပါတယ်။ဆရာဝန်တွေကကြောက်ကအစားထိုးတာတစ်ခုတည်းနဲ့ပဲအသက်ကင်နိုင်တော့မယ်လို့ပြောပါတယ်။တွင်းစစ်တာကရန်နေငယ်တော့ခံနိုင်ပေမဲ့အချင်းကြမခံဘူး။ဦးအောင်တန်းကတာစီကနေရန်ကုန်နယ်မြေကြီးစေးုံထဲမှာကြိုးစားခဲ့ပါတယ်။လူတန်းမဲ့သူစင်းနေတဲ့မှာနာမည်စင်းသွင်းပေးမဲ့ဘလူးမှမတူညီခဲ့ပါဘူး။နေရတွေအကုန်လုံးသွားပြီးမေခင်ကလျာရဲ့အခြေအနေကဆက်ပြီးဆိုးဝါးလာပါတယ်။မေခင်ကလျာအခုဆိုရင်အချိန်တော်တော်များများမှာအိယာပေါ်မှာပဲရှိနေကြရပါပြီ။မျက်နာကအပြုံးတွေပြောက်ွယ်သွားပြီးမျက်လုံးတွေအောက်မှာအမဲခွက်တွေကိုယ်တွေဖောင်းပွာလာပြီးအတန်လဲတိုးသွားခဲ့ပါတယ်။သူမကမိကျမဘလောက်တောင်ရုပ်ဆိုးသွားလဲလို့ပြောတတ်ပြီးဒေါက်ခင်မေကတော့သူ့ကိုရင်ခွင်ထဲထည့်ပိုက်ပြီးသမီးလေးရေအသက်ရှိနေသေးတော့မင်းကငါ့အတွက်အလှဆုံးပဲလို့ပြောရုံပဲတတ်နိုင်ခဲ့ပါလိမ့်မျိုးရဲ့မတန်ရှင်းတဲ့လေတို့နဲ့လူတွေရဲ့ရှုပ်ထွေးမှုတွေကနေဝေးကွာအောင်ထားဖို့အတွက်ဆရာဝန်ကအကြံပေးခဲ့လို့ဦးအောင်တန်းကသူ့ရဲ့တာစီမျိုးပြင်ကမိုင်ပေါင်းများစွာကျယ်ဝန်းတဲ့ခြံဝင်းထဲကိုပြောင်းရွှေ့သွားခဲ့ပါလိမ့်သုံးဧကကျယ်တဲ့အဲဒီစိမ့်စိမ့်ဆူဆူအိမ်ကြီးဟာရုပ်ရှင်တွေကမြင်ကွင်းတစ်ခုလိုပါပဲအလဲမှာအဖြူရောနှစ်ထပ်အဆောက်အုံရှေ့မှာမြက်ခင်နောက်မှာတစ်ပင်ဥယျာဉ်နဲ့ဘယ်ရာမစုံငြိမ်သက်နေခဲ့ပါလိမ့်အဲ့မှာအိမ်တော်ဒိန်းအနေငယ်ဒူနာပြူတယောက်နဲ့မေခင်ကလျာရဲ့အမေဒေါခင်မေတို့ပဲရှိခဲ့ပါတယ်။ဦးအောင်တန်းကနေတိုင်းလာပြီးအချိန်နှဲငယ်ထိုင်နေပြီးအလုတ်ကိစ္စအတွက်မြို့ကိုပြန်သွားပါတယ်။ဒါပေမဲ့နေ့ရက်တွေကြာလာတဲ့မျှမေခင်ကလျာရဲ့ကျမ်းမာရေးကကောင်းလာပဲအစားပိုဆိုးလာခဲ့ပါတယ်။အချိန်ချင်းသူ့ကိုထူမရဖို့ဘိန်းတက်ကလေးထိုင်နဲ့ဥယျာဉ်ထဲကိုခေါ်သွားဖို့ဒေါ်မေခင်နဲ့ဒူနာပြူနှစ်ယောက်စလုံးမောပန်းနေကြပါတယ်။ဒီနေ့ဆရာဝန်ကဆရာအောင်တန်းမေခင်ကလျာရဲ့နေ့စဉ်ဆောက်ရှောက်မှုတွေယုံကြည်ရတဲ့အဖို့ဒါမှမဟုတ်ရဲ့အိမ်တော်လေးတယောက်ခံထားဖို့လိုပါမယ်အချိန်မှန်စိတ်တိုက်ဖို့နဲ့သူမအားနေတဲ့အခါထိသိမ်းဖို့အတွက်ပေါ်လို့အကြံပေးခဲ့ပါတယ်ဦးအောင်တန်းကသတင်းစာထဲမှာကြေညာထည့်လိုက်ပါတယ်ဖျားနာနေတဲ့မိန်းကလေးကိုဆောက်ရှောက်ဖို့အတွက်ရိုးသားပြီးအလုပ်ကြိုးစားတဲ့တာဝန်သိတဲ့လူငယ်တယောက်လိုအပ်ပါတယ်လို့ပါတုံးရဲ့ကြာရီတိလူအများကြီးလာကြပေမဲ့ဘယ်သူမျက်နှာမှရိုးသားမှုကိုမတွေ့ရပါဘူးတယောက်ကငွေအကြောင်းပြောတယ်တယောက်ကခွင့်ရတဲ့အကြောင်းကိုပြောတယ်ဘုံတန်းကအင်တာဗျူးတိုင်းကနေစိတ်ဖြတ်ပြီးပြန်လာရပါတယ်အဲ့ဒီညနေခင်းမှာသူစက်ရုံကနေပြန်လာရင်းနဲ့ယထာပူတာနာမှာကားရက်ပြီးလက်ဖက်ရည်တောက်ဖို့အတွက်ရက်လိုက်ပါတယ်အဲ့မှာသူကပပင်ပါပါမျက်နှာလေးညှိုးငယ်နေတဲ့ကောင်လေးတစ်ယောက်ကိုဟိုတယ်ရှိမှရက်နေတာကိုတွေ့လိုက်ရတယ်သူပကုံးပါပါအိမ်ဟောင်းလေးတစ်လုံးနဲ့နှလုံးတွေထဲမှာငွေကြေးမမောမှုမဟုတ်ပဲယူသားမှုတွေရှိနေတာကိုတွေ့လိုက်ရပါတယ်။ဦးအောင်တန်းကအလုတ်လိုချင်လားလို့မေးလိုက်တော့သူကချက်ချင်းပဲဟုတ်ကဲ့သခင်လေးဘယ်အလုပ်မဆိုလုပ်ပါမယ်လို့ပြောလိုက်ပါတယ်။နာမည်ဘယ်လိုလဲစီတူအောင်ပါဘယ်ကလာတာလဲပျော်ပဲကပါ။ဦးအောင်တန်းကဘာရီသိလဲလို့မေးတော့သူကသခင်လေးသူတစ်ပါးရဲ့ဒုက္ခကိုမြင်ရင်စိတ်မချမ်းသာဘူးဆိုတာပဲသိပါတယ်လို့ပြောပါတယ်ဒီတော့ဦးအောင်တန်းကခဏလောက်တိတ်ဆိတ်သွားပြီးတော့မှငါနဲ့လိုက်ခဲ့မင်းအလုပ်ရပြီလို့ပြောလိုက်ပါတယ်ညနေပိုင်းမှာတော့နှစ်ယောက်သားခြံဝင်းထဲကိုရောက်သွားကြပါတယ်က
ကားရက်လိုက်တော့ဒေါ်မေခင်ကလှေကားတွေပမာရှိနေပါတယ်သူမကဒီလောက်စောစောဆရာဝန်ကနောက်တစ်ခါပြန်ခေါ်နေပြီလို့ပြောပါတယ်ဦးအောင်တန်းကအိမ်တော်ထဲခေါ်လာခဲ့ပါတယ်အခုမေခင်ကလေးယာကိုဆောက်ရှက်ရမှာကုညီပေးနေမယ်ဒီလိုပြောပြီးတော့မှစီသူအောင်ကိုကြည့်ကကောင်းလေဒါမင်းရဲ့အိမ်မဲလို့ပြောလိုက်ပါတယ်မေခင်ကလေးယာအခန်းထဲမှာရှိနေပါတယ်အခန်းထဲမှာစီးနှံလေးတွေဆက်ရဲ့အတန်တွေတင်းပေါက်ကနေဝင်လာတဲ့လေပြင်းလေးတွေနဲ့အရာအလုံးကတိတ်ဆိတ်လွန်းလို့ကြောက်စရာတာကောင်းနေခဲ့ပါတယ်မေခင်ကလေးယာကသူ့အဖေကိုတစ်ချက်ကြည့်ပြီးအဲ့ဒီကောင်လေးကိုကြည့်လိုက်ပါတယ်သူမကအားနေတဲ့အတန်နဲ့အဖေကျမအတွက်အိမ်တော်ထဲအစ်စ်ပါခေါ်လာခဲ့ပြီလားလို့မေးလိုက်ပါတယ်ဦးအောင်တန်းကပြုံးပြီးဟုတ်တယ်သမီးလေးအခုကစပြီးသူကသမီးကိုဂယူးဆိုင်ပေးနေမယ်လို့ပြောပါတယ်ဒီတော့မေခင်ကလေးကကောင်းပါပြီသူလည်းသမီးစီကနေထွက်မသွားပါစေနဲ့နော်လို့ပဲပြောလိုက်ပါတယ်ဒေါ်မေခင်ကတူတူလေးနဲ့မေခင်ကလေးလေးဒီလိုစကားမျိုးတွေမပြောပါနဲ့လို့ဆိုပါတယ်စီသူအောင်ကအဲ့အချိန်မှာဘာမှသဘောပေါက်သေးပါဘူးသူခံစားမိတာကဒီအိမ်ကအရန်ချမ်းသာပေမဲ့ဒီချမ်းသာမှုတွေမှာနှက်ဆိုင်တဲ့နာကျင်မှုတစ်ခုလည်းပုံကွယ်နေတဲ့ဆိုတာပါပဲညဘက်ကိုရောက်တော့သူ့ကိုခြံဝင်းရဲ့နောက်ဖက်ခန်းထဲမှာအိပ်ယာချပေးခဲ့ပါတယ်သူလဲနေပေမဲ့အိပ်လို့မရခဲ့ပါဘူးသူစဉ်းစားနေမိတာကငါ့ကိုတခုခုအတွက်အသုံးချခံရမလားငါလဲတယောက်ယောက်ရဲ့ကုသမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားမလားဆိုတာပါပဲသူမှအိမ်မပြောနိုင်ပေမဲ့စိတ်ထဲကအတန်တစ်ခုကမကြောက်ပါနဲ့ဆိုသူအောင်ကန်တရားကဘ누구ကမှအကြောင်းမဲ့တယောက်ယောက်ရဲ့ဘဝထဲကိုမပို့ဘူးလို့ဆိုနေပါတယ်နောက်တစ်နေ့အမနက်မှာတော့ပြတင်းပေါက်ကနေနေအောင်သေးလေးဝင်လာပါတယ်ခြံဝင်းဥယျာဉ်လေးကလင်းလက်နေပြီးလေထဲမှာပန်းတန်တွေမှွေးနေခဲ့ပါတယ်စီသူအောင်တယောက်အပြင်ကိုထွက်လာပြီးရေပိုင်းတဲ့အပင်တွေကိုရေလောင်းနေတဲ့ဥယျာဉ်မှုကိုမနက်ခင်းမှာပြားလို့နှုတ်ဆက်ပါတယ်သူကပြုံးပြီးကောင်းချင်းမင်္ဂလာလိုပဲခံစားရတယ်လို့ပြောပါတယ်လောကနဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်အစောကြီးဘာတွေစဉ်းစားနေရလဲစီသူအောင်ဆိုတဲ့အတန်ပါစီသူအောင်လှည့်ကြည့်တဲ့တော့ဥအောင်တန်းရက်နေပါတယ်တခင်လေးမနေ့စောစောထတာအကျင့်ပါလို့ပါလို့စီသူအောင်ကပြောပါတယ်ဒီတော့ဥအောင်တန်းကပြုံးပြီးကောင်းပါတယ်အစာကအမြဲတမ်းထားတတ်တဲ့သူတွေရဲ့အစာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီကနေစပြီးစီသူအောင်ရဲ့အမှန်တကယ်ခီးလန်းကစတင်ခဲ့ပါပြီသူ့ရဲ့အလုပ်ကမေခင်ကလေးကိုဂယူးဆိုင်ဖို့စစ်တိုက်ဖို့နဲ့နေတိုင်းဘေးတက်ကလေးထိုင်နဲ့ဥယျာဉ်တွေကိုခေါ်သွားဖို့ဖြစ်လာပါတယ်အစာပိုင်းမှာတော့မေခင်ကလေးကသူနဲ့စကားမပြောခဲ့ပါဘူးဝေးကပဲကြည့်နေတတ်ပါတယ်ဒါပေမဲ့တနေ့မှာတော့သူမကမင်းရဲ့အိမ်ကဘယ်မှာလဲလို့မေးလိုက်ပါတယ်သူကအရန်ဝေးပါတယ်ပျော်ပွဲအဲ့မှာလည်းကျွန်တော်ကိုနေတိုင်းမျှော်လင့်နေတဲ့အမေတယောက်ရှိပါသေးတယ်လို့ပြောပါတယ်မေခင်ကလေးခဏလောက်တိတ်ဆိတ်သွားပြီးတော့မှဖြည်းဖြည်းချင်းတယောက်ယောက်ကကျမကိုမျှော်လင့်ပေးရဲ့ကောင်းပါပဲလို့ပြောလိုက်ပါတယ်စီသူအောင်ဘာမှမပြောဘဲသူ့မျက်လုံးတွေကနာကျင်မှုနောက်ွယ်ကတိတ်ဆိတ်တဲ့တတရာရမှုကိုပဲကြည့်နေပြီးပါတယ်တဖြည်းဖြည်းချင်းနှစ်ယောက်ကြားကတိတ်ဆိတ်တဲ့စကားဝိုင်းတွေများလာခဲ့ပါတယ်အခုတော့သူမကပြုံးလာပြီခေါ်နေပါပြီစီသူအောင်ကသူမကိုဥယျာဉ်ထဲမှာငါးလေးတွေပြပန်းတွေခုပေးတတ်ပါတယ်မေခင်ကလေးကတော့ဖြည်းဖြည်းချင်းစီသူအောင်ဘဝကအခုလိုပဲရက်နေရင်ထင်ပါရဲ့ကျမတသက်မှာပထမဆုံးကျင်ရှင်သန်နေရတာကိုတင်ယူရလိမ့်မယ်လို့ပြောပါတယ်စီသူအောင်ကဒီဖျားနာနေတဲ့မိန်းကလေးကဘာကိုတင်ပေးနေလဲဆိုတာနားမလည်နိုင်ပါဘူးဒါပေမဲ့သူ့ဘဝကိုပြောင်းလဲဖို့ဘဝကသူမရဲ့အစီအစဉ်နဲ့ရောက်လာတာဖြစ်နိုင်ပါတယ်နေရတဲ့ကော်လွန်သွားပြီးမေခင်ကလေးမနက်တိုင်းစီသူအောင်ကဘိန်းနဲ့ကလေးထိုင်နေဥယျာဉ်ထဲကိုခေါ်သွားတာကိုအကျင့်ပါသွားပါတယ်သူမရဲ့မျက်နှာကိုလေထဲမှာခံစားရပြီးငါးတွေကိုကြွေပါတယ်အရင်တုန်းကအမြဲနာကျင်မှုနဲ့မျက်နှာကိုငုံထားတတ်တဲ့မျက်နှာကအခုတော့အပြုံးသေးသေးလေးပေါ်လာပါပြီသူမကစစ်သူအောင်မင်းဘေးမှာရှိနေရင်လေယောဂတွေအဝေးကိုရောက်သွားသလိုခံစားရတယ်လို့ပြောတတ်ပါတယ်စစ်သူအောင်ကတော့ခပြုံးပြုံးမဲနေပြီးဘာမှမပြောနိုင်ပါဘူးသူနှလုံးသားထဲမှာသူနားမလည်နိုင်တားဆီးလို့မရတဲ့ထူးဆန်းတဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာနေပါတယ်တခါတလေသူကမေခင်ကလေးကိုစာအုပ်ဖတ်ပြတတ်တခါတလေသူနားမှာထိုင်ပြီးဖျားဆူတောင်းတန်တွေနားထောင်နေတခါတလေမေခင်ကလေးအခြေအနေပိုဆိုးလာရင်ညလုံးပေါက်အခန်းပြင်ဘက်မှာထိုင်ဆောင်နေတတ်ပါတယ်တညမှာဒေါ်မေခင်အိပ်ပျော်နေတော့မေခင်ကလေးအခြေအနေရုတ်တရက်ဆိုးဝါးသွားပါတယ်သူမအသက်ရှူသံတွေပြင်းလာပြီးသူမရဲ့နဖူးပေါ်ကနေချွေးတွေစီးကြလာပါတယ်
စီသူအောင်လန်ပြီးပြေးသွားကသူနာပြုကိုခေါ်ပြီးဆရာဝန်ကိုဖုံးဆက်ကကိုယ်တိုင်ရေတိုက်ကျွေးပါတယ်ခဏကြာတော့ဆရာဝန်တွေရောက်လာပြီးကံကောင်းလို့အချိန်မီထိန်းနိုင်သွားတာမဟုတ်ရင်ညကအရန်ခက်ခဲသွားလိမ့်မယ်လို့ပြောပါတယ်အဲ့ညတော့ကစီသူအောင်ရဲ့ဘဝအတွက်အပြောင်းလဲဖြစ်ခဲ့တဲ့ညပါသူအခန်းပြင်ဘက်မှာထိုင်နေပေမဲ့သူ့ရဲ့စိတ်ထဲမှာတခုခုပျက်စီးသွားသလိုခံစားလိုက်ရပါတယ်သူကံတရားကိုအိုးအရှင်ကျွန်တော်ရဲ့အသက်ရှူသံတွေသူ့စီရောက်သွားရင်ကျွန်တော်လက်ခံပါတယ်လို့ပြောခဲ့ပါတယ်နောက်တနေ့မှာဦးအောင်တန်းရောက်လာတဲ့အခါဒေါ်မေခင်ကငိုပြီးအခုဆရာဝန်တွေကလှူဒန်းမဲ့သူတယောက်သာရရင်မေခင်ကလေးအားလေးကောင်းသွားလိမ့်မယ်မဟုတ်ရင်တော့လို့ပြောလိုက်ပါတယ်ဦးအောင်တန်းကဘာမှပြောပဲခေါင်းပဲငုံထားလိုက်ပါတယ်အဲ့ဒီချိန်မှာစီသူအောင်ကတကားနားမှာရက်ပြီးအရာအလုံးကိုကြားခဲ့ပြီးသားပါသူတနေ့လုံးတိတ်ဆိတ်နေခဲ့ပါတယ်ညဘက်ကိုရောက်တော့အိပ်ပျော်သွားကြတဲ့အခါသူလေကားတဲ့ပေါ်မှာထိုင်ပြီးကောင်းကင်ကိုကြည့်နေမိတယ်လေတုကနည်းနည်းအေးပေမဲ့သူ့ရဲ့အတွင်းမှာတော့တမျိုးတစ်ပုံပူလောင်နေပါတယ်သူဟာဖြည်းဖြည်းချင်းသူ့ကိုယ်သူပြောလိုက်ပါတယ်ငါပဲသူ့ကိုအသက်သစ်ပေးနိုင်တဲ့သူဖြစ်လာရင်ဘာဖြစ်မလဲလို့မနဲ့လင်းတာနဲ့သူကသူနာပြုတ်ကိုမေးလိုက်ပါတယ်မမတရားရောက်ရဲ့ကြောက်ကံတစ်ခုထုတ်လိုက်ရင်သက်ရှင်နိုင်သေးလားလို့သူနာပြုတ်ကအံ့ဩသွားပြီးဘာလို့မေးတာလဲစီသူအောင်လို့မေးပါတယ်စီသူအောင်ကမေးကြည့်ကိုတတ်ပါလို့ပြောပါတယ်ဒီတော့သူနာပြုတ်ကဟုတ်ပါတယ်ကြောက်ကံတစ်ခုတည်းနဲ့လေလူကအသက်ရှင်နိုင်ပါတယ်ဒါမဲ့ဒါကအရေးကြီးတဲ့ဆုံးဖြတ်ချက်ပါလွယ်လွယ်လုံးလို့တော့မရဘူးလို့ပြောပါတယ်စီသူအောင်ကပြုံးလိုက်ပြီးတခါတလေဘဝကလည်းလွယ်လွယ်လုံးလို့မရတဲ့ကိစ္စတဲ့ပူပြီးဟာတာဆန်သွားတဲ့မဟုတ်လားမမဒီလိုပြောပါတယ်အဲ့နှစ်နေလယ်ပိုင်းမှာမေခင်ကလေးကဥယျာဉ်ထဲမှာထိုင်နေတော့စီသူအောင်ကသူမစီကိုရှော့လာပြီးမေခင်ကလေးကတယောက်ယောက်ကတင့်နေရာမှာရှိနေခဲ့ရင်တင်ဘာလို့မလဲလို့မေးလိုက်ပါတယ်ဒီတော့မေခင်ကလေးကဘယ်ကိစ္စအတွက်နေရာလဲလို့ပြန်ပြီးပါတယ်တယောက်ယောက်ကအသင်အတွက်သူ့ဘဝကိုပုံပြီးစွန့်စားခဲ့ရင်လို့စီသူအောင်ကပြောလိုက်ပါတယ်မေခင်ကလေးကခက်အေးလေးရီပြီးအဲ့လိုလူမျိုးရှိနိုင်စရာအကြောင်းမရှိဘူးစီသူအောင်ဒီကဘာကြီးကမကောင်းလို့ပါလို့ပြောလိုက်ပါတယ်စီသူအောင်ကတော့တခါတလေကောင်းတဲ့သူဆိုတာကဘာကရှာဖွေဖို့တော့မစင်စားပင်နေရာကနေလာတတ်တယ်လို့ပဲပြောလိုက်ပါတယ်မေခင်လေးကသဘောမပေါက်သွားပေမဲ့သူစကားတွေကသူမရဲ့မျက်လုံးထဲမှာဆွဲထင်သွားခဲ့ပါတယ်ညနေခင်းမှာဦးအောင်တန်းပြန်ရောက်လာတဲ့အခါစီသူအောင်ကသူ့ကိုဖြည်းဖြည်းချင်းပြောလိုက်ပါတယ်တခင်လေးခွင့်ပြုချက်ပေးမယ်ဆိုရင်ကျွန်တော်မေခင်ကလေးကိုကျွန်တော်ရဲ့ကြောက်ကက်တစ်ခုလှူဒန်းချင်ပါတယ်လို့ဦးအောင်တန်းကအစာပိုင်းမှာတော့စီသူအောင်ကလာနောက်နေတယ်လို့ပဲထင်ခဲ့ပါတယ်ဒါပေမဲ့သူခေါင်းငုပ်ပြီးတခင်လေးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကခိုင်းပါပါတယ်တင်သမီးလေးအသက်ရှင်မယ်ဆိုရင်ဒါဟာကျွန်တော်တို့အကြီးမားဆုံးဆုလက်ပါပဲလို့ပြောလိုက်တဲ့အခါဦးအောင်တန်းမျက်လုံးတွေဝိုင်းလာပြီးမျက်ရည်တွေစွတ်တက်လာပါတယ်သူကကောင်းလေမင်းဘာပြောနေလဲဆိုတာမင်းသိရလားလို့မေးပါတယ်ဒီတော့စီသူအောင်ကဟုတ်ကဲ့သခင်လေးအရန်ကောင်းကောင်းသိပါတယ်ကျွန်တော်မှဆုံးရှုံးစရာဘာမှမရှိတော့ဘူးဒါပေမဲ့သူ့ကိုကယ်တင်ဖို့ဆိုရင်တော့ပေးဆက်စရာတွေအများကြီးရှိပါတယ်လို့ပြောပါတယ်ဒေါ်မေခင်ကဒါကိုကြားလိုက်ရတော့ပြေးဝင်လာပြီးမလုပ်ပါနဲ့ကောင်းလေးဒါကပပကန်ကြီးပါလေလို့ပြောလိုက်ပါတယ်ဒီတော့စီသူအောင်ကဟုတ်ကဲ့သခင်လေးအရန်ကောင်းကောင်းသိပါတယ်ကျွန်တော်မှဆုံးရှုံးစရာဘာမှမရှိဘူးဒါပေမဲ့သူ့ကိုကယ်တင်ဖို့ဆိုရင်တော့ပေးဆက်စရာအများကြီးရှိပါတယ်လို့ပြောလိုက်ပါတယ်ဒေါ်ခင်မေကဒါကိုကြားလိုက်ရတော့ပြေးဝင်လာပြီးမလုပ်ပါနဲ့ကောင်းလေးဒါကပပကန်ကြီးပါတယ်လို့ပြောလိုက်ပါတယ်မင်းကိုမင်းရဲ့မိဘတွေကဒီလိုမွေးမလာခဲ့ပါဘူးလို့စီသူအောင်ကိုပြောလိုက်တဲ့အခါမှာစီသူအောင်ကသခင်လေးတရားရောက်တည်နေပြီသူ့ကိုအသက်ရှင်ခွင့်ပြန်ပေးနိုင်ရင်ဒါဟာအကုသိုလ်မဟုတ်ပါဘူးဒါဟာကုသိုလ်ပါလို့ပြန်ပြောပါတယ်ဒီတော့ဦးအောင်တန်းကနောက်တစ်ချိန်မေးလိုက်ပါတယ်တူလေးမင်းအိမ်ကလူတွေကိုမေးအောင်ပါလားလို့စီသူအောင်ရဲ့မျက်လုံးတွေကဝိုင်းလာခဲ့ပါတယ်တခင်လေးကျွန်တော်မေးရင်တော့သူတို့ဘယ်တော့မှဟုတ်မှာမဟုတ်ဘူးရွာရသူတွေကသွေးတောင်လှူဖို့ကြောက်ကြတယ်ကျွန်တော်သူတို့ကိုကျွန်တော်ရဲ့ကြောက်ကလှူနေတယ်လို့ဘလို့မှမပြောနိုင်ဘူးလို့ပြောလိုက်ပါတယ်သူပြောလိုက်တဲ့စကားတွေထဲမှာဦးအောင်တန်းနဲ့ဒေါ်မေခင်နှစ်ယောက်စလုံးကိုတိတ်ဆိတ်သွားစေတဲ့အမှန်တရားတစ်ခုရှိနေခဲ့ပါတယ်သူတို့ကဆရာဝန်ကိုလုပ်ငန်းစဉ်တွေစတင်ဖို့ပြောလိုက်ပါတယ်စစ်ဆေးမှုတွေလုပ်ပြီးအစီအကံစာထွက်လာတဲ့အခါမှာတော့အံ့ဩစရာတစ်ခုဖြစ်လာပါတယ်မေခင်ကလျာနဲ့စီသူအောင်ရဲ့သွေးရိုးစုတွေနဲ့ကန့်ညီမှုတွေကအတိအကျမှန်ကန်နေပါတယ်
ရာဝန်ကဒီခွဲစိတ်မှုအောင်မြင်ရင်မေခင်ကလျာရဲ့အသက်ကိုကယ်တင်နိုင်နိုင်မယ်လို့ပြောပါတယ်။ဦးအောင်တန်းကတူလေးမင်းရဲ့ဒီကျေးဇူးကိုငါတစ်သက်လုံးဆက်နိုင်မှာမဟုတ်ပါဘူးလို့ဆိုပါတယ်။ဒီတော့စေသူအောင်ကပြုံးလိုက်ပြီးတခင်လေးကျေးဇူးဆက်တာမဟုတ်ပါဘူး။လူသားချင်းစာနာမှုရဲ့အကျွေးကိုကျွန်တော်ပြန်ဆက်နေတာပါလို့ပြောလိုက်ပါတယ်။ခွဲစိတ်မဲ့နေ့ကိုတတ်မှတ်လိုက်ပါတယ်။အိုင်းနေမှာလဲချန်ရဲ့နိုင်ရန်တွေတော့ငိုနေတယ်လို့ခံစားရပါတယ်။မေခင်ကလျာမေစေးပြလိုက်ပြီးစီသူအောင်ကိုခွဲစိတ်ခန်းထဲကိုခေါ်သွားပါတယ်။၄နာရီကြာမဲ့အဲ့ခွဲစိတ်မှုကမိသားစုတစ်ခုလုံးအတွက်တသက်တာလောက်ရှည်လျားတယ်လို့ခံစားရပါတယ်။ဒေါ်မေခင်ကဖះเจ้าမှာဇက်တိုက်ထိုင်နေခဲ့ပြီးဦးအောင်တန်းကတော့ဈေးရုံခန်းတနေရာဖះစဉ်ရှိမှထိုင်ပြီးဆူတောင်းနေခဲ့ပါတယ်။ကျွန်တော်သမီးလေးရဲ့အသက်ကိုပြန်ပေးမယ်ဆိုရင်စီသူအောင်ကိုလည်းအန်ရဲ့ကင်းပါစေလို့ဆူတောင်းနေခဲ့တာပါ။ညနေခင်း6နာရီမှတကားဖွင့်လိုက်ပါတယ်။ဆရာဝန်ကအပြင်ကိုထွက်လာပြီးခွဲစိတ်မှုအောင်မြင်သွားပါပြီ။နှစ်ယောက်စလုံးအန်ရဲ့ကလွတ်ပြီးလို့ပြောလိုက်ပါတယ်။ဒေါ်မေခင်ကအဲ့ဒီနေရာမှာပဲကျမ်းမြေပေါ်လဲကျသွားပါတယ်။ဦးအောင်တန်းမျက်လုံးကနေမျက်ရည်တွေကျလာပါတယ်။ဆရာဝန်ကသမီးလေးကအခုတော့ဖြည်းဖြည်းချင်းပြန်ကောင်းလာပါလိမ့်မယ်။ဒီကောင်လေးကတော့ဒီနေ့လူသားချင်းစာနာမှုရဲ့အကြီးမားဆုံးစံပြကိုပြသခဲ့ပါတယ်လို့ပြောပါတယ်။စီသူအောင်တတိယလာတဲ့အခါမှာသူ့မျက်နှာမှာနာကျင်မှုတွေရှိနေပေမဲ့အပြုံးတစ်ခုလည်းရှိနေခဲ့ပါတယ်။သူကြားချင်ခဲ့တဲ့တစ်ခုတည်းသောအရာကတော့မေခင်ကလျာဘလို့နေလဲဆိုတာပါပဲ။သူနာပြုကသူကောင်းပါတယ်။ကလေးလေးသူအသက်ရှင်ပါတော့မယ်လို့ပြောပါတယ်။စီသူအောင်မျက်လုံးမိတ်ပြီးစိတ်ထဲကနေကျေးဇူးတင်ပါတယ်။ကန်တရားကျွန်တော်ရဲ့အရေးအချင်းထက်ကြီးမားတဲ့အရာတစ်ခုကိုကျွန်တော်လုပ်ပြလိုက်နိုင်ပြီလို့ပြောလိုက်ပါတယ်။အဲဒီနေ့တွေဖြတ်သန်းသွားပေမဲ့အဲဒီနေ့တုန်းကလူတိုင်းရဲ့ဘဝကိုပြောင်းလဲပြလိုက်ပါတယ်။အခုတော့မေခင်ကလျာရဲ့ခန္ဓာကိုယ်ထဲမှာစေသူအောင်ရဲ့ကြောက်ကတစ်ခုရှိနေပြီးမေခင်ကလျာရဲ့နှလုံးထဲမှာတော့စေသူအောင်ရဲ့နေရာရှိနေခဲ့ပါတယ်။နှစ်ယောက်ရဲ့ဘဝတွေဟာအခုတော့တယောက်နဲ့တယောက်ချိတ်ဆက်နေခဲ့ကြပါပြီ။တွေးနဲ့မဟုတ်ပဲလူသားချင်းစာနာမှုဆိုတဲ့အုံမြစ်ပေါ်မှာတိဆောက်ထားတဲ့ဆက်ဆံရေးနဲ့ချိတ်ဆက်နေတာပါ။ဈေးုံကဆင်းပြီးတဲ့အခါနှစ်ယောက်စလုံးကိုလာနေငယ်နားယူဖို့အတွက်အကြံပြုလိုက်ပါတယ်။အပြည့်ချင်းမေခင်ကလျာရဲ့အခြေအနေကပြန်ကောင်းလာခဲ့ပါတယ်။အခုဆိုရင်သူတယောက်တည်းထနိုင်ပြီ။သူမျက်နှာမှာအရင်ကလိုတောက်ပမှုတွေပြန်ရောက်လာပြီးတစ်ချိန်လုံးကမှင်းမိန်သွားခဲ့တဲ့မျက်လုံးတွေတဲကအလင်းတွေလည်းပြန်လဲတောက်ပလာခဲ့ပါတယ်။သူအချင်းချင်းမှန်ထဲမှာသူ့ကိုယ်သူကြည့်တဲ့အခါသူနှကန်းကနေထွက်လာတဲ့စကားတစ်ခုနဲ့ရှိပါတယ်။ဒီနေ့ကျမအသက်ရှင်နေရတာစီသူအောင်ကြောက်ပါလို့တစ်ဖက်မှာလည်းစီသူအောင်ကအရင်တုန်းကဘယ်တော့မှမခံစားခဲ့ဘူးတဲ့ငြိမ်သက်မှုကိုခံစားနေရပါတယ်။မေခင်ကလျာကသူနဲ့တူနေတိုင်းဥယျာဉ်ထဲမှာလမ်းလျှောက်တယ်။တခါတလေပန်းတွေကူတယ်။တခါတလေရေကန်ဘေးမှာထိုင်နေတတ်ပါတယ်။လေကသူ့ရဲ့စပင်းတွေကိုလွင့်စေတဲ့အခါမှာစီသူအောင်ကသူ့ကိုငေးကြည့်နေတတ်ပါတယ်။သူကိုယ်တိုင်ဘဝကြီးရှောက်လန်းနေတာကိုမြင်နေရသလိုပါပဲ။အချိန်လေးကုန်လွန်သွားပါတယ်။တနေ့ပြည့်သွားခဲ့ပါပြီ။မေခင်ကလျာလည်းလုံးဝကိုကျမ်းမာလာခဲ့ပါပြီ။စီသူအောင်လည်းအရင်ကထက်ပိုပြီးတန်ပါလာပုံပေါက်နေခဲ့ပါတယ်။အခုတော့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာမစိုးတရံလေးနားလည်မှုတစ်ခုဖြစ်ပြီးပြောင်းလဲသွားခဲ့ပါပြီ။တစ်ဖက်နဲ့တစ်ဖက်ဘာမှပြောစရာမလိုတော့ပါဘူး။ဒါပေမဲ့ပြိတ္တကြီးတို့ဘဝကပျော်ရွှင်နေတဲ့အခါနောက်တစ်နေ့မနက်မှာစမ်းသပ်မှုတစ်ခုအနေနဲ့ပြန်လာတတ်ပါတယ်။တညနေစီသူအောင်သူ့ရွာကနေဖုံးဆက်လာပါတယ်။သူ့အမမကောင်းလို့ပါ။သူကဥအောင်တန်းအကိုကြီးကိုတခင်လေးကျွန်တော်2ရက်3ရက်လောက်ရွာပြန်ချင်ပါတယ်။အမရဲ့ကျမ်းမာရေးမကောင်းလို့ပါလို့ပြောလိုက်ပါတယ်။ဒီတော့ဦးအောင်တန်းကဟုတ်ပါပြီငါတူသွားပါ။ဒါပေမဲ့ကိုဂယူးဆိုင်ပါလို့ပြောပါတယ်။မေခင်ကလျာကတိတ်ဆိတ်နေခဲ့ပါတယ်။သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေရှိနေပါတယ်။ပြန်လာမှာတော့လို့မေးပါတယ်။စီသူအောင်ကပြုံးပြီးကြောက်ကက်ကမင်းစီမှာရှိနေပြီလေမေခင်ကလျာအခုနှလုံးသားကိုပါအဲ့မှာထားခဲ့မှာလားလို့ပြောလိုက်ပါတယ်။မေခင်ကလျာရှိလိုက်ပါတယ်။ဒါပေမဲ့သူ့အပြုံးမှာတော့စုတ်တိုင်းမှုရှိနေခဲ့ပါတယ်။စီသူအောင်ရွာကိုပြန်သွားခဲ့ပါတယ်။သူ့အမအချင်းလေးကောင်းပါတယ်။ဒါပေမဲ့ရွာသားတွေကမေကုန်းတွေနဲ့ဝိုင်းပက်လိုက်ကြပါတယ်။ဟေးစီသူအောင်မင်းကတထေးတွေစီမှာလှုပ်လှုပ်နေတာမဟုတ်လား။ဘယ်လိုလုပ်ပြီးဒီလောက်ပတ်စံနေပို့နိုင်ရတာလဲ။တခုခုရောင်းလိုက်တာလားလို့မေးကြပါတယ်။ပထမတော့စီသူအောင်ကပြုံးပြီးဖြေဖြောက်လိုက်ပါတယ်။ဒါပေမဲ့တညမှာသူ့အမကတူတူလေးမေးလိုက်ပါတယ်။ကလေးတကယ်ပြောပြပါဦးမင်းကိုခန္ဓာရဲ့ဒစိတစ်ပိုင်းကိုရောင်းလိုက်ရတာမဟုတ်လားဆိုတော့သူ့လေကြောင်းထဲမှာစကလုံးတွေပိတ်မိသွားပါတယ်
သူ့အမရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေရှိနေပြီးရွာသားတွေရဲ့ရှာပေါ်မှာတော့အစိတ်တွေရှိနေပါတယ်။သူကကျွန်တော်မှားတာဘာမှမလုပ်ခဲ့ပါဘူးလို့ဆက်ပြောနေပေမဲ့ဘယ်သူမှမယုံကြပါဘူး။ရန်နေငယ်ကြာပြီးတဲ့အခါမှာသူ့အမကသူ့ပိုင်နာကအမှတ်သားတွေကိုတွေ့တော့အော်ဟစ်ပြီးငိုပါတော့။ကလေးလေးမင်းဘာတွေလုပ်လိုက်တာလဲဆိုပြီးတော့ပေါ့။စီသူအောင်ကသူတို့ကိုအမှန်တရားတွေအကုန်လုံးကိုပြောပြလိုက်ပါတယ်။ကျွန်တော်ဘဒူတယောက်ကိုမှအသက်ပေးလိုက်တာမဟုတ်ပါဘူး။သူဘာသဘောတူညီချက်မှမလုပ်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရွာထဲမှာတော့ကောလာဟလတွေပြန့်နှံ့နေပြီ။စီသူအောင်ကကြောက်ကက်ရောင်းလိုက်ပြီးပတ်စံယူကတတိယကျွန်ဖြစ်သွားပြီလို့ပြောကြပါတယ်။ရွာထဲမှာသူ့ကိုအော်ဟစ်လှောင်ပြောင်းတာတွေခံရပါတယ်။တချို့ကကိုခန္ဓာရောင်းတဲ့ကောင်လို့ပြောပြီးအချို့ကသူ့မိဘတွေရဲ့ဂုဏ်သိက္ခာကိုမြေမြုပ်ပစ်လိုက်တယ်လို့ပြောကြပါတယ်။နောက်ဆုံးမှာတော့စီသူအောင်ကဒီနေရာမှာဆက်နေတာမကောင်းတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူ့မိဘတွေကိုနားလည်အောင်ရှင်းပြပြီးတနေ့တော့ကျွန်တော်မှားတာမဟုတ်ဘူးဆိုတာနားလည်ကြပါလိမ့်မယ်လို့ပြောပါတယ်။သူနောက်တစ်ချိန်သားစီကိုပြန်လာခဲ့ပါတယ်။လေချန်ရဲ့ကိန်းဝမှာရောက်လိုက်တာနဲ့မေခင်ကလေးယာပြေးထွက်လာပါတယ်။နှစ်နှစ်အကြာမှာပထမဆုံးချိန်ဖြစ်နေသူကသူ့ကိုအနီးကပ်တွေ့နေရတာပါ။သူကអော်လိုက်ပါတယ်။စီသူအောင်နင်ရောက်လာပြီဆိုပြီးဘာမှမစင်စားပဲသူ့ရဲ့လေဘဲကိုတန်းပြီးဖက်လိုက်ပါတယ်။ဦးအောင်တန်းနဲ့ဒေါခင်မေကနောက်ကနေရက်ကြည့်နေကြပါတယ်။သူတို့ရဲ့မျက်လုံးထဲမှာဂုံယူမှုတွေရှိနေခဲ့ပါတယ်။ဒေါ်မေခင်ကတူလေမင်းကအန်တီတို့ရဲ့သမီးလေးကိုအသက်ကိုပဲမပေးခဲ့ဘူး။ပြုံးနိုင်ရတဲ့အကြောင်းတရားကိုပါပေးခဲ့တာပါလို့ပြောပါတယ်။မေခင်ကလေးကစီသူအောင်ရဲ့လက်ကိုဖြည်းဖြည်းချင်းကန်လိုက်ပြီးဘဲမှမသွားတော့ဘူး။ဒီမှာပဲနေတော့နော်လို့ပြောပါတယ်။ဒီတော့စီသူအောင်ကမေခင်ကလေးကျွန်တော်အမြဲတမ်းဒီမှာပဲနေမှာပါဒါမဲ့ခုကျွန်တော်ကိုကျွန်တော်နာမည်နဲ့မဟုတ်ပဲကျွန်တော်အလုံးနဲ့ခွဲခြားသိမြင်ပါတော့လို့ပြောလိုက်ပါတယ်ဖြည်းဖြည်းချင်းနှစ်ယောက်ကြားကဆက်ဆံရေးဟာအားလုံးရဲ့ရှေ့မှာပေါ်လာခဲ့ပါတော့မေခင်ကလေးကသူ့ကိုကျွန်တယောက်အနေနဲ့မဟုတ်ပဲသူ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေစတဲ့သတ်မှတ်လာပါတယ်သူမကဖះเจ้าကိုတွားတိုင်းဖះကိုကျမစီမှာအခုကျမကိုသူ့ကိုယ်သူထက်ပိုချစ်တဲ့သူရှိနေပါတယ်လို့ပဲဆုတောင်းနေရှိပါတယ်။အဲဒီနေ့မှာပထမဆုံးချိန်ဖြစ်တဲ့ဦးအောင်တန်းလည်းတခါတလေဆက်ဆံရေးတွေကမျိုးရိုးပတ်စံနဲ့အစင်တန်းနေနဲ့မဟုတ်ပဲနှလုံးသားနဲ့ဖြစ်တည်လာတဲ့ဆိုတာကိုခံစားမိသွားပါတယ်။သူကစီသူအောင်ကိုငေးကြည့်နေမိပါတယ်။စင်ရသားမျိုးရိုးကကောင်လေးတယောက်ပညာလည်းမရှိပတ်စံလည်းမရှိပေမဲ့သူသမီးလေးကိုအသက်တစ်ခုပေးနိုင်လောက်တဲ့အထိကြီးမားတဲ့နှလုံးသားရှိခဲ့ပါတယ်။သူတို့ကအတွင်းစိတ်ထဲမှာတခုခုပြောင်းလဲလာနေပါတယ်။အရင်တုန်းကနာမည်နဲ့ဂုဏ်သိက္ခာကိုအမြင့်ဆုံးထားတဲ့ဖခင်တွေဟာပထမဆုံးချိန်ဖြစ်တဲ့လူသားချင်းစာနာမှုကိုအကြီးမားဆုံးတရားလို့မှတ်ယူနေမိပါတယ်။ဒါမဲ့တငယ်ချင်းတို့လူအတိုင်းဝိုင်းရဲ့မျက်လုံးတွေကမလွဲကူပါဘူး။အပြင်ကနေလက်ကုပ်တီးပေးတဲ့သူတွေဟာအတွင်းကနေကြောက်ခဲတဲ့ပြစ်တဲ့ကြပါတယ်။ဒီနေ့လေချန်ကိုစင်မျိုးတချို့ရောက်လာကြပါတယ်။မေခင်ကလျာရဲ့အတော်ဦးလေးနဲ့နီးစပ်သူတို့ပါမေခင်ကလေးကလည်းလုံဝကိုပြန်ကောင်းလာပါပြီ။မျက်နှာမှာအပြုံးတွေနဲ့ဘဝရဲ့တောက်ပမှုတွေပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကမေခင်ကလေးကအဲ့ဒီကျုံစီသူအောင်နဲ့အတူတူရီမောပြီးစကားပြောနေတာကိုတွေ့နေရတဲ့အခါပဝင်းချင်းကပြောင်းလဲသွားပါတယ်။အတော်လှောင်ပြောင်တဲ့အတန်နဲ့ဒေါ်မေခင်ဒါအဲ့ဒီကြောက်ကက်လူတဲ့ကောင်လေးမဟုတ်လားလို့မေးပါတယ်။ဒေါ်မေခင်ကပြုံးပြီးဟုတ်ပါတယ်အတော်သူပဲဖြစ်ပါတယ်လို့ပြောပါတယ်။အော်ညီမလေးဒါကတော့လွန်လွန်းသွားပြီနော်ကောင်မလေးကိုကောင်းသွားအောင်လုပ်ပြီးတာကတစ်မျိုးအခုတော့သမီးလေးကသူ့နောက်ကိုလိုက်နေတာပဲလို့ပြောပါတယ်ဦးအောင်တန်းကတိတ်ဆိတ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ညအားလုံးပြန်သွားတဲ့အခါမှာဒေါ်မေခင်ကတူတူလေးဦးအောင်တန်းလူတွေကစကားတွေအများကြီးပြောနေကြတယ်နော်လို့ပြောပါတယ်ရေတော့ဦးအောင်တန်းကလူတွေရဲ့အလုပ်ကစကားပြောတာပဲလေဒေါ်မေခင်ရဲ့သူကငါတို့သားလေးနေရာမှာရှိနေကြရင်မင်းအဲ့လိုတွေးမှလားလို့ပြန်ပေးလိုက်ပါတယ်ဒီတော့ဒေါ်မေခင်ကတိတ်ဆိတ်သွားပါတယ်ဒါပေမဲ့လူအတိုင်းဝိုင်းရဲ့ရှာဟာဘဒုရဲ့တနာကျင်နာမှုမှမယူတတ်ပါဘူးနောက်ရန်အနေငယ်အတွင်းမှာပဲဒီအကြောင်းအရာကတာစီမြို့တစ်မြို့လုံးကိုပြန့်နှံ့သွားပါတယ်တန်းကျွဲတထေးကြီးရဲ့သမီးကသူ့ကျွန်နဲ့ချစ်နေတယ်ဆိုတဲ့သတင်းဟာသတင်းစာတွေထဲမှာမဟုတ်ပဲလေထဲမှာပြန့်နှံ့နေခဲ့ပါတယ်မေခင်ကလေးဟာဖျားเจ้าကိုသွားတိုင်းလူတွေကတူ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 နဲ့ပြောကြပါတယ်ကြည်စံအဲ့ဒါတန်းကျွဲတထေးရဲ့သမီးလေးလို့မေခင်ကလေးကဒီနေ့သူ့အဖေကိုပြောလိုက်ပါတယ်ဖေဖေကျမဘာကိုအမားလုပ်ခဲ့လို့လဲ
ကျမကိုအသက်တစ်ပေးတဲ့သူကိုကျမချစ်မိတာဘာမှလို့လဲလို့ဦးအောင်တန်းကသမီးလေးရဲ့မျက်လုံးထဲကိုကြည့်ပြီးသမီးလေးမင်းပါတာဘာမှမလုပ်ခဲ့ဘူးဒါပေမဲ့ကဘာကြီးကိုနားရအောင်ရှင်းပြနေရတာနဲ့ပဲတသက်တာကုံသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်မေခင်ကလေးကဒါဆိုရင်ရှင်းပြဖို့ကြိုးစားတာကိုရပ်လိုက်ပါတော့ဖေဖေဘာလို့လဲဆိုတော့နှလုံးသားကနားလဲသွားပြီဆိုရင်ကဘာကြီးရဲ့လိုအပ်ချက်မရှိတော့လို့ပါလို့ပြန်ပြောပါတယ်ရန်နေငယ်ကြာပြီးတဲ့အခါဦးအောင်တန်းရဲ့မွေးနေ့ကိုရောက်လာခဲ့ပါတယ်အိမ်မှာကြီးကြီးမားမားပွဲတစ်ခုစီစဉ်ထားပါတယ်တာစီမျိုးကနာမည်ကြီးစက်မှုလုပ်ငန်းရှင်တွေအရာရှိတွေနဲ့လူမှုဝန်ဆောင်မှုပေးနေတဲ့သူတွေအားလုံးကိုဖိတ်ကြားထားပါတယ်မေခင်ကလေးကအဲ့ဒီနေ့မှာစီသူအောင်ကိုဒီညတင်လဲလာရမယ်နော်လို့ပြောလိုက်ပါတယ်စီသူအောင်ကနောက်ဆုတ်သွားပါတယ်မေခင်ကလေးကျွန်တော်ကျွန်တယောက်ပါဒါကျွန်တော်နေရာမဟုတ်ပါဘူးလို့ပြောပါတယ်ဒီတော့မေခင်ကလေးကပြုံးပြီးမင်းကကျွန်တယောက်မဟုတ်ဘူးကျမရဲ့ကံတရားကိုပို့ပေးလိုက်တဲ့ကျမဘဝရဲ့အစိပ်ပိုင်းမှာလို့ပြောပါတယ်ညနေဆောင်လာတဲ့အခါမှာနန်းတော်လိုအိမ်ကြီးမှာမိတွေတောက်ပနေပါတယ်အခမ်းအနားစတင်တဲ့အခါမှာဦးအောင်တန်းကစင်ပေါ်ကိုတက်လာပြီးမိတ်ဆွေတို့ဒီနေ့ကျွန်တော်ရဲ့မွေးနေ့ကိုပဲကျင်းပတာမဟုတ်ပါဘူးကျွန်တော်သမီးလေးပြန်ရလာတဲ့အသက်တွေကျေးဇူးတင်ကြောင်းလည်းပြောပြချင်ပါတယ်ဒီຢာတွေအားလုံးဟာကျွန်တော်ရဲ့ကြားမှာထိုင်နေတဲ့စီသူအောင်ဆိုတဲ့လူတစ်ယောက်ကြောင့်ဖြစ်လာတာပါလို့ပြောလိုက်ပါတယ်လူအုပ်ကြီးကအံ့အားသင့်သွားပြီးလက်ခုပ်တန်တွေထွက်ပေါ်လာပါတယ်ဒါပေမဲ့အဲ့လူအုပ်ကြီးထဲမှာဒေါသနဲ့ပြုံးနေတဲ့မျက်နှာတချို့ရှိနေပါတယ်လူတစ်ယောက်ကတော်လိုက်တာကျုံလေးကိုပါစင်ပေါ်တင်တော့တာပဲလို့ပြောပါတယ်နောက်တစ်ယောက်ကအခုတလောတော့စင်ရသားတွေရဲ့တံပိုးကတက်လာတယ်ကြောက်ကဲ့ရောင်းပြီးနာမည်ပါရသွားတာကိုလို့ပြောပါတယ်မေခေကလျာကဓာရီကိုကြားရပြီးစင်ပေါ်ကိုတက်သွားပါတယ်သူကမိုက်ရှိကိုရောက်လာပြီးခမ်းမတစ်ခုလုံးမှာအတန်ကြဲကြဲထွက်ပေါ်လာပါတယ်ဟုတ်ကဲ့ဒီလူပဲကျမကိုကြောက်ကဲ့တစ်စိတစ်ပိုင်းပေးပြီးအသက်ခဲ့တာသူမရှိရင်ဒီနေ့ကျမဒီစင်ပေါ်မှာရှိမှာမဟုတ်ဘူးဒါအချစ်မဟုတ်ရင်တော့လူသားချင်းစာနာမှုလည်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတိတ်ဆိတ်သွားပြီးလူအချို့ကလက်ကုပ်တီးကြပါတယ်တချို့ကရီကြတယ်အချို့ကတော့ပြန်ထွက်သွားကြပါတယ်အဲ့ဒီအချိန်မှာဒေါ်မေခင်ကမိုက်ကိုဖြင်းချင်းစွာကန်လိုက်ပြီးကျမမွေးဖွားခဲ့တဲ့ဒီသမီးလေးရဲ့ဘဝအခွင့်အရေးကသူမကိုယ်တိုင်ပိုင်ဆိုင်တာပါပဲသူမကဆင်းရဲတဲ့သူတစ်ယောက်ထဲမှာကံတရားကိုမြင်နိုင်တယ်ဆိုရင်ကျမသမီးကလူသားတစ်ယောက်ကိုမှန်မှန်ကန်ကန်သိရတဲ့ဆိုတဲ့အတွက်ကျမဂုဏ်ယူပါတယ်လို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာခမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီးလူအချို့ကလက်ခုပ်တီးကြတယ်အချို့ကရီမောကြတယ်အချို့ကတော့ပြန်ထွက်သွားကြပါဦးဒီလိုပြောခဲ့တဲ့အပိုင်းကိုဆက်ပြီးတော့မှပြောပြရမှာပါစီသူအောင်ရဲ့လက်တွေတုံရင်နေပြီးသူကသခင်လေးကျွန်တော်ကသခင်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်အောင်လုပ်ချင်တာမဟုတ်ပါဘူးလို့ပြောပါတယ်ဦးအောင်တန်းကသားလေးမင်းကငါရဲ့ဂုဏ်သိက္ခာကိုမဟုတ်ဘူးငါရဲ့အတွေးခေါ်ကိုချမ်းသာစေခဲ့တာပါလို့ပြောပါတယ်နောက်နိုင်ငံကြာပြီးတဲ့အခါမှာမေခင်ကလျာဟာနေတိုင်းစုတောင်းလေးရှိတဲ့တာစီမျိုးကအဲ့ဒီဖျားเจ้าထဲမှာပဲစီသူအောင်နဲ့မေခင်ကလျာတို့ထိမ်းများလက်ထက်ခဲ့ကြပါတယ်နေ့တော်ကြာပြီးတဲ့အခါစီသူအောင်မှာသမီးလေးတစ်ယောက်မွေးဖွားလာတဲ့အခါဦးအောင်တန်းကသူမကိုကလျာအောင်လို့နာမည်ပေးလိုက်ပါတယ်သူကဒီနာမည်ကလူသားတစ်ယောက်ရဲ့တရားဆိုတာဘာသာလူမျိုးယာရုဆိုတာမရှိဘူးဆိုတာကိုအမြဲတမ်းသတိပေးနေလိမ့်မယ်လို့ပြောခဲ့ပါတယ်။တစ်ချိန်လုံးကမျက်ရည်တွေရဲ့အရေးတွေရှိခဲ့တဲ့ဒီချမ်းဝန်းကြီးရဲ့နေရာနေပေါ်မှာအခုတော့ပျော်ရွှင်မှုအသစ်တွေထပ်ပေါ်လာခဲ့ပါပြီ။မေခင်ကလျာကပန်းတွေကိုကြည့်ပြီးစီသူအောင်မင်းပေးတဲ့ဒီဘဝဟာအခုကျမအတွက်တယောက်တည်းမဟုတ်တော့ဘူး။ဒါလူတိုင်းရဲ့မျှော်လင့်ချက်ဖြစ်လာခဲ့ပြီးတော့စီသူအောင်ကိုပြောလိုက်ပါတယ်။စီသူအောင်ကပြုံးပြီးမေခင်ကလျာရေအခြားသူတယောက်အတွက်ရှင်သန်နေတဲ့ဘဝကပဲလှပနေတာပါလို့ပြန်ပြောလိုက်ပါတယ်မိတ်ဆွေတို့ဒီအဖြစ်မှန်ဇလန်းလေးကတာစီမျိုးကိုသာမကတစ်ဖွဲ့လုံးကိုပါအရာတစ်ခုကိုသင်ခန်းစာပေးခဲ့ပါတယ်ချမ်းသာတဲ့သူဆိုတာပတ်စံရှိရသူမဟုတ်ဘူးအခြားသူတယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ရဲရဲနဲ့သူသာတကယ်ချမ်းသာတာပါပဲဒီဇလန်းကလူသားချင်းစာနာမှုနဲ့စွန့်လွတ်မှုရဲ့အမြင့်ဆုံးပုံစံကိုပြသနေပါတယ်ချမ်းသာကြွယ်ဝမှုကပျော်ရွှင်မှုကိုအာမခံချက်မပေးနိုင်ဘူးဆိုတဲ့အချက်ကိုပေါ်လွင်စေပါတယ်။စီသူအောင်လိုမျိုးဘဝမှာအရာရာနှဲပါနေတဲ့သူတစ်ယောက်ကချမ်းသာတဲ့သူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်အကြီးမားဆုံးကိုယ်ပိုင်ပစ္စည်းအသက်ကိုစွန့်လွတ်ဖို့ကြိုးစားတာကအယံကိုအတိတ်ပဲရှိပါတယ်။
အဓိကပေးခြင်းတဲ့သင်ခန်းစာတွေကတော့ချမ်းသာမှုနဲ့ငြိမ်သက်ခြင်းဟာမတူညီပါဘူး။ဦးအောင်တန်းရဲ့စီမှာအရာရာရှိပေမဲ့သမီးလေးရဲ့ကျမ်းမာရေးကြောင့်ငြိမ်သက်ခြင်းမရှိခဲ့ပါဘူး။ဂေယုဏတရားကချမ်းသာမှုထက်ပိုတန်ဖိုးရှိပါတယ်။စီသူရဲ့ယူသားမှုနဲ့ဆွန့်လွတ်လိုစိတ်ကပတ်စံနဲ့ဝေလို့မရတဲ့အရာတွေပါ။ကောင်းမွန်တဲ့လုပ်ရဆိုတာမျှော်လင့်ချက်မထားဘဲလှုပ်ဆောင်တဲ့အခါအကောင်းဆုံးအကြောင်းကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။စီသူအောင်ကသူ့အသက်ကိုပေးဆက်ခြင်းအဖြစ်တစုံတစ်ယောက်ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲပြစ်နိုင်တဲ့အခွင့်အရေးကိုဖန်တီးလိုက်တာပါပဲ။ခင်ဗျားတို့လည်းလူသားချင်းစာနာမှုကအကြီးမားဆုံးတရားလို့ယုံကြည်တယ်ဆိုရင်ဒီဇလန်လေးကို share လုပ်ပြီးကွန်မန့်မှာအချစ်နဲ့စွန့်လွတ်မှုဒါဟာအမှန်တကယ်ဝိပုကိုးကွယ်မှုပါပဲလို့ရေးခဲ့ကြပါ။နောက်ပြီးဒီဇလန်လေးကခင်ဗျားတို့ရဲ့နှလုံးသားကိုထိခိုက်မိတယ်ဆိုရင်တော့ဗီဒီယိုလေးကို like လုပ်ပြီး share လုပ်ပြီးကကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။နောက်ဇလန်ကောင်းလေးတစ်ခုနဲ့ပြန်ဆုံကြမယ်ဗျာ။အဲ့ဒီတော့လူသားချင်းစာနာမှုရှိကြပါချစ်ချင်းမေတ္တာတွေဖြန့်ဝေကြပါဗီဒီယိုလေးကိုဒီတိအောင်နားဆင်ပြီးတော့ဖြစ်တဲ့အတွက်အတွေ့တစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်ဒီတက်ပုံမကောင်းမွန်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်